Hello မင်္ဂလာပါချစ်တို့ကြီးကဲအခုလေသတင်းကြွမှာပေါ့နော်လက်ဆောင်ပေးဖို့ရှာနေတဲ့သူတွေရှိလားဈေးကျင်နေဈေးကြီးကြီးရလည်းမတက်နိုင်ဘူးပေါ့နော်အဲ့ဆိုရင်မမေကအကြံလေးပေးမယ်အဲ့ဒါကဒီမှာဘေးလစ်လိုရှင်လေးဒါလေးဆိုရင်လည်းလက်ဆောင်ပေးရတာလည်းအဆင်ပြေတယ်နောက်တစ်ခါဘတ်ဂျက်လည်းခြွေတာလို့ရတယ်ဘာလို့လဲဆိုတော့လေ तू ကလေဒီတပူးဝယ်တာနဲ့2မျိုးသုံးလို့ရတယ်तू ကသူ့ရဲ့အနံလေးကပြင်သစ်ရေမွေးနံလေးဆိုတော့လေရေမွေးလည်းမလိုဘူးလိုရှင်သုံးယုံနဲ့ပေါ့နော်ဒီရေမွေးရောလိုရှင်ရော2မျိုးလုံးသုံးလို့ရတာဆိုတော့ဒါလက်ဆောင်ပဲပေးကိုတိုင်ပဲသုံးပေါ့နော်တကယ်မိုက်တယ်သူ့ရဲ့အနံလေးကလေမင်းကိုတိုင်တောင်တကယ်ကြွေနေတာ तू ကလေဒီလိုအယောင်လေးကလည်းပန်းရောင်လေးလိမ့်လိုက်တာနဲ့အသားရည်ကိုလေကြီးကြီးဆိုးဆိုးလေးဖြစ်တယ်နောက်တစ်ခုကလေ तू ကခန္ဓာကိုယ်မှာဒီနေလောင်ကွက်တွေနောက်တစ်ခုကအမာရွတ်တွေနော်အဲ့လိုအရာတွေဖြစ်နေတဲ့သူတွေဆိုရင်လည်းဒါတော်တော်လေးတက်တာတယ်ဘာလို့လဲဆိုတော့လေ तू ကဗီတာမင် C လည်းပါတယ်ဗီတာမင် C ပါတဲ့အတွက်ပေါ့နော်အသားရည်ကိုလည်းလေ तू ကကြီးကြီးဝန်းလေးဖြစ်တယ်အသားလည်းဖြူစေတယ်အသီးတွေနဲ့ပဲထုတ်လုပ်ထားတာဆိုတော့လေအသားရည်ညိုတဲ့သူတွေအသားရည်ပေါ့နော်နေလောင်တန်ကြောင့်ဖြစ်တတ်တဲ့နော်နေလောင်တန်ကြောင့်ဖြစ်တတ်တဲ့ဒီအမာရွတ်တွေအသားရည်မငြိညာတာအတွက်လည်း तू ကလေလိမ့်လိုက်တာနဲ့အသားရည်ကိုလေစုပြေလှပစီတယ်အဲ့တော့မမေကမမေစီမှာမှာမယ်ဆိုရင်တော့အများကြီးတော့မကြံတော့ဘူးပေါ့နော်စိတ်ချခြင်းတော့အမြန်လာထားမှာရမယ်ဘာလို့လဲ250မီလီဆိုရင်လည်းလေ4-5လောက်အသုံးခံတယ်အခုဆိုရင်လေဒါမိုးပြီးတော့ဆောင်းလာတော့မယ်ပေါ့နော်ဆောင်းလာတော့မှဖြစ်တဲ့အတွက် तू ကလေ SPL လည်းမပါဝင်တဲ့အတွက်တခြားလိုရှင်းတွေကိုလိမ့်လိုက်တာနဲ့လေချွဲပစ်ကြီးလည်းမဖြစ်ဘူးဒီမှာကြည့်မမေအခုလေးတွေလိမ့်ထားတော့ချွဲပစ်ကြီးမဖြစ်ဘူးလိမ့်လိုက်တာနဲ့အသားရည်ကိုလေကြီးကြီးဆိုးဆိုးဝင်းလေးဖြစ်စေတယ်250မီလီဆိုတော့လေမိသားစုပဲသုံးကိုလက်ဆောင်ပေးတဲ့နေရာမှာလည်းတကယ်ကိုအမြင်တင့်တယ်တယ်ဘတ်ဂျက်လည်းချွေတာတဲ့အနေနဲ့ဒါသုံးချင်တဲ့သူတွေဆိုရင်တော့မမေရှိကိုအပြေးတာလာမှာလိုက်တော့မမေရဲ့ပေါ့နော်ဒီချက်ပေါက်လေးကလည်းမှာလို့ရတယ်အဲ့လိုမှမဟုတ်ဘူး Viber ကနေလာပြီးဆက်သွယ်ချင်တယ်ဆိုမမေရဲ့ Viber ဖုန်းနံပါတ်လေးကတော့8809 ကိုအပြေးလာပြီးတော့ order တင်ထားမှစိတ်ချရမယ်နော်လိုရှင်းနဲ့ဆိုရင်တော့ပဲရီကိုသွားစရာမလိုပဲနဲ့ပြင်သစ်ရေမွေးနဲ့လေးမှုမွေးအေးလေးဆွဲဆောင်မှုရှိတဲ့လိုရှင်းမျိုးကိုရှာနေတယ်ဆိုရင်တော့ဘီလစ်ကိုတတိရလိုက်နော်ရမ်းမဲ့မှုတွေကြေသွားစေရမယ်